ကျွန်တော်ကတာမန်မဲရောင်ဦးလေးတစ်လုံးအဖြစ်ပြန်လည်မွေးဖွားလာခဲ့ပေမဲ့နတ်ဖျားအစင်ပါရမီရှိတဲ့အကြောင်းကအလှပကလေးကကျွန်တော်ကိုတစ်ချက်ပဲကြည့်ပြီးလူအများကကန့်ကွက်နေတဲ့ကြားကနေကျွန်တော်နဲ့ပြိညင်ပြုဖို့ပဲဆွလုပ်တော့တာပဲနေတိုင်းကျွန်တော်ကိုဖက်အိတ်တာတွေမကဘူးရေချိုးရင်တောင်ကျွန်တော်ကိုဘေးမှာအမြဲခေါ်ထားတတ်တယ်အဲ့ဒါကအဲ့ဒီအလှပကလေးကတိုင်းအေကရစ်တယောက်ပြန်လည်ဝင်စားလာသူဖြစ်နေလို့ပါပဲမူလကတော့သူဟာအရင်ဘဝကမှတ်ဉဏ်တွေရထိတ်တန့်အဆင့်ရှိတဲ့ရေခဲဖိနစ်နဲ့ပြိညင်ဖွဲ့ကျင်ခဲ့တာပါဒါပေမဲ့ဘာချာကကူပြောင်းလာတဲ့ငကားတစ်လုံးဖြစ်တဲ့ကျွန်တော်နဲ့တွေ့လိမ့်မယ်လို့သူမထင်ထားခဲ့ဘူးအဲ့ဒါကြောင့်သူဟာရေခဲဖိနစ်ကိုပြက်ပြက်တတဆွန့်လုပ်ပြီးကျွန်တော်နဲ့ပဲပြိညင်ဖွဲ့ခဲ့ပါအခုချိန်မှာတော့ကျိုရှောင်းအကယ်ဒမီရဲ့တာရဲနာခိုရာအတွင်းမှာကျွန်တော်ဟာဝေဝေဝါဝါနဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေတာကိုတွေ့လိုက်ရတယ်ဒါကပြန်လဲဝင်စားတာလားကျွန်တော်လက်တွေကဘာလို့လက်သေးတွေဖြစ်နေရတာလဲပြီးတော့ကျွန်တော်ခြေထောက်တွေလည်းလားကျွန်တော်ဇိုဝေဇိုဝါဖြစ်နေတော့မှပဲအုံနောက်ထဲမှာရုတ်တရက်ပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရတယ်ကျွန်တော်ဟာတစ်ကမ္ဘာလုံးကတာရဲတွေကိုထိန်းချောင်းနဲ့တာရဲထိန်းချောင်းရှင်တွေရဲ့ကဘာတဲကိုပြန်လဲရောက်ရှိလာပြီးမပေါက်သေးတဲ့ငကားဦးတစ်လုံးဖြစ်နေတာကိုသိလိုက်ရပါတယ်ခဏလောက်အားတင်သွားပြီးနောက်ကျွန်တော်ရဲ့လက်သေးတွေကိုကြည့်ပြီးလက်ရှိအခြေအနေကိုလက်ခံလိုက်ပါတယ်ဒါပေမဲ့ပိုပြီးပြင်းထန်တဲ့ပြဿနာတစ်ခုကိုကျွန်တော်ချက်ချင်းသတိထားမိသွားတယ်အဲ့ဒါကတော့ကျွန်တော်ဟာကံပါလာတဲ့သူတယောက်ရောက်လာပြီးပြိညင်ပြူတာကိုစောင့်နေရမှာပဲအဲ့ဒီအချိန်မှာပဲကျွန်တော်အုံနောက်ထဲမှာအချက်ပေးတန်တစ်ခုကြားလိုက်ရတယ်အိမ်ရှင်အနေနဲ့အောင်မြင်စွာပြန်လဲမွေးဖွားနိုင်ခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်တင့်အတွက်ရွှေရောင်နောက်ဆက်တွဲစနစ်ကိုအလိုလျောက်ချိတ်ဆက်ပေးနေပါပြီတင်ဟာပထမအဆင့်ရွှေရောင်နောက်ဆက်တွဲမြင့်တင်မှုအာနိသင်ကိုရရှိထားပါတယ်အုံနောက်ထဲကစနစ်ရဲ့အတန်ကိုကြားတော့ကျွန်တော်အယံဝမ်းသာသွားတယ်အဲ့ဒါကကျွန်တော်အဆင့်တက်တိုင်းအစွမ်းထက်တဲ့ရွှေရောင်နောက်ဆက်တွဲတစ်ခုရနိုင်မယ်ဆိုတဲ့သဘောလားဒါကတော့တကယ်ကိုအရှိန်ဟုန်နဲ့တိုးတက်တော့မှာပဲတင့်ရဲ့လက်ရှိအဆင့်ကပထမအဆင့်ဖြစ်ကြောင်းစစ်စစ်တွေ့ရှိရပါတယ်ကန်ဆန်းခွင့်တကြဂိမ်းရှိပါတယ်ရွှေရောင်နောက်ဆက်တွဲကိုကန်ဆန်းပါလားကန်ဆန်းမယ်ဂုဏ်ယူပါတယ်တင်ဟာကဘာဦးနဂါသွေးမျိုးဆက်ဆိုတဲ့ရွှေရောင်နောက်ဆက်တွဲကိုရရှိသွားပါပြီကဘာဦးနဂါသွေးမျိုးဆက်ဆိုတာကတော့ရွှေရောင်ရည်သွေးရှိပြီးခန္ဓာကိုယ်အတွင်ပြောင်းလဲခြင်းနဂါအရှိန်ဝါလွှမ်းမိုးနိုင်ခြင်းအစွမ်းကုန်ပြန်လဲကုသနိုင်ခြင်းမတည်မျိုးဖြစ်ခြင်းသွေးမျိုးဆက်ခြင်းဖိနှိပ်နိုင်ခြင်းနဲ့တက်ရှိအလုံးအညံ့ခံရခြင်းတို့ပဲဖြစ်ပါတယ်ဟာဒါကတကယ်ကိုကဘာဦးနဂါသွေးမျိုးဆက်ပဲရွှေရောင်နောက်ဆက်တွဲနဲ့အဲ့ဒီကဘာဦးနဂါတော့ဒီမျိုးဆက်တာပေါင်းလိုက်ရင်ကျွန်တော်ကအနှိုင်းမဲ့ဖြစ်သွားမှာမဟုတ်လားအဲ့ဒီအချိန်မှာပဲကျွန်တော်ခန္ဓာကိုယ်ရဲ့အင်အားတွေအစမတန်တိုးလာတာကိုတိတိတတ်တာခံစားလိုက်ရပြီးကိုယ်ရဲ့ကသွေးမျိုးဆက်အင်အားတွေကလည်းလျင်မြန်စွာမြင့်တက်လာပါအဲ့ဒီအချိန်နဲ့တပြိုင်နက်မှာပဲကျိုရှောင်းအကယ်ဒမီရဲ့တာရဲနာကိုရအပြင်ဘက်ကွင်းပြင်အလဲမှာလူလက်ပိုင်းမျိုးသားတယောက်ကရင်ခုန်စွာနဲ့ရက်ပြောနေပါတယ်ကျောင်းသားတို့နိုးထခြင်းအခမ်းအနားပြီးဆုံးသွားပါပြီအခုဆိုရင်မင်းတို့ဟာအကယ်ဒမီရဲ့တာရဲနာကိုရတဲ့ကိုဝင်ပြီးပြိညင်ဖွဲ့ဖို့အတွက်ဝိညာဉ်သားရဲတကောင်ရွေးချယ်နိုင်ပါပြီဒါကမင်းတို့တာရဲထိန်းကျောင်းရှင်ဖြစ်လာဖို့အတွက်ပထမဆုံးခြေလှမ်းပဲကလေးတို့ငါမင်းတို့ကိုယုံကြည်ရဟုတ်ကဲ့လူတိုင်းကစိတ်လှုပ်ရှားစွာနဲ့လက်တီးတွေကိုဝေယမ်းနေကြပြီးအနီးနားကတာရဲနာကိုရကိုစူးစူးဆိုင်ဆိုင်ကြည့်နေကြပါတယ်လွန်ခဲ့တဲ့3နှစ်တုန်းကကဘာမြေပေါ်ကတက်ရှိတွေဟာတာရဲဆိုးတွေဖြစ်အသွင်ပြောင်းသွားခဲ့ကြပြီးကဘာလူဦးရေ10ပုံ4ပုံလောက်အထိလျော့နေသွားခဲ့ပါတယ်ကံကောင်းထောက်မှစွာနဲ့တိတ်မကြခင်မှာပဲကဘာမြေရဲ့ဝိညာဉ်စွမ်းရည်တွေပြန်လည်နိုးထလာပြီးတကဘာလုံးတာရဲထိန်းကျောင်းတဲ့ခေတ်ကိုရောက်ရှိလာခဲ့တာပါလူတိုင်းဟာအသက်18နှစ်အရွယ်မှာတာရဲထိန်းကျောင်းရှင်ပါရမီကိုနိုးထစေပြီးတာရဲနာကိုရဒါမှမဟုတ်တခြားနီလန့်တွေကနေဝိညာဉ်တာရဲတကောင်ကိုပြိညင်ဖွဲ့နိုင်ကြပါအဲ့ဒီအချိန်မှာတော့လင်ရွက်ရောင်ဟာတာရဲနာကိုရရဲ့ရှိတက်မှာရက်ပြီးလက်တီးကိုတင်းတင်းဆုပ်ကအရင်ဘဝကအကြောင်းအရာတွေကိုပြန်စဉ်းစားနေဒီနေရာကိုပြန်ရောက်လာမယ်လို့မထင်ထားခဲ့ဘူးအရင်ဘဝတုန်းကငါကအတိုင်းပညာလမ်းစဉ်ကိုပဲတစိုက်မမတ်ရှောက်လန်းခဲ့တာပြီးတော့ဝိညာဉ်သားရဲတကောင်ကိုလည်းပေါ့ပေါ့တန်တန်ပဲပြိညင်ဖွဲ့ခဲ့မိတယ်အဲ့ဒီတိုင်းလမ်းစဉ်ကနောက်ဆုံးမှလုံးဝကြော်ဖြတ်လို့မရတဲ့အခြေအနေအထိရောက်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးငါရဲ့ဝိညာဉ်သားရဲကလည်းအလွယ်တကူတက်ဖြတ်ခံလိုက်ရပြီးငါကိုတိုင်းလဲသားရဲလိုင်းလုံးတွေကြားထဲမှာတေဆုံးခဲ့ရတယ်ဒီဘဝမှာတော့ငါမဟောင်းတွေကိုဘယ်တော့မှထပ်မလုပ်တော့ဘူးသားရဲထိန်းကျောင်းရှင်လမ်းစဉ်ကိုပဲတေချာရွေးချယ်တော့မယ်အရင်ဘဝတုန်းကမှတ်မိတလောက်ဒီသားရဲနားခိုရထဲမှာကြီးထွားနိုင်စွမ်းရမ်းမြင့်မားတဲ့ဝိညာဉ်သားရဲတကောင်ရှိတယ်ဒါပေမဲ့ငါရဲ့မောက်မာမှုကြောင့်အဲ့ဒီသားရဲတခြားလူကပြိညင်ဖွဲ့သွားခဲ့တာဒီတစ်ချိန်တော့ဘာပဲဖြစ်ဖြစ်အဲ့ဒါကိုငါရအောင်ယူသားရဲနားခိုရတကားပွင့်သွားတာနဲ့လူတိုင်းအထဲကိုအလူရက်တိုးဝင်သွားကြတယ်အရင်ဘဝကမှတ်ဉဏ်တွေရှိတဲ့လင်ရွက်ရောင်ကတော့သားရဲနားခိုရရဲ့အတွင်းပိုင်းကိုမြ မြန်ဆန်ဆန်ပဲရောက်သွားခဲ့ပါတယ်ဒီနေရာပဲသူကပတ်ပတ်လေကိုအကဲခတ်ကြည့်လိုက်တော့မလန်းမကန်းကမြေပြင်ပေါ်မှာကြောက်သားချက်တကောင်ကိုတကယ်ပဲတွေ့လိုက်ရတယ်မင်းပဲလင်းရွဲရောင်ကအဲ့ဒီသားရဲနဲ့ပြိညင်ပြုတ်ဖို့ပြင်နေတော့မှပဲသူ့ရဲ့အကြည့်ကဘေးဘက်ကိုမတော်တဆရောက်သွားပါတယ်ဒီမှာဘာလို့ဥတလုံးရှိနေတာလဲထားလိုက်ပါတော့ဒါကတာမန်ဝိညာဉ်သားရဲ့လုံးမဲဖြစ်မှာပါသူကအများကြီးထပ်မစင်းစားတော့ပဲကြောက်သားချက်နဲ့ပြိညင်ဖွဲ့ဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲကဘာဦးနဂါသွေးမျိုးဆက်ကိုရရှိထားတဲ့ကျွန်တော်စီကနေအလွန်ပြင်းထန်တဲ့ဖိအားတစ်ခုရုတ်တရက်ထွက်ပေါ်လာပါတယ်အဲ့ဒီဖိအားကကြောက်စရာကောင်းလွန်းတာကြောင့်သားရဲနာခိုရတစ်ခုလုံးတုန်ခါသွားရတယ်အဲ့ဒီထိတ်လန့်စရာကောင်းတဲ့ဖိအားကိုခံစားလိုက်ရတဲ့လင်းရဲရောင်ရဲ့မျက်လုံးတွေထဲမှာတော့အံ့အားသင့်မှုတွေနဲ့ပြည့်နှက်သွားပါတယ်ဒါကငကားအရှိန်ဝါပဲပြီးတော့ဒီလောက်တောင်အစွမ်းထက်နေတာလားဒါဆိုဒါကငကားတစ်လုံးဖြစ်နေတာလားဒါကဘလို့ဖြစ်နိုင်မှာလဲတာရဲနာခိုရထဲမှာငကားဥတလုံးကဘလို့လုပ်ပြီးငကားဥပဲငကားသားရဲလောကမှာငကားမျိုးနွယ်ဟာအမြင့်မြတ်ဆုံးဆိုတာသိထားရမယ်ငကားပုံစံအသက်ရှိတကောင်ဟာရှာနိုင်ငံတစ်ခုလုံးသာမကတကဘာလုံးကိုပါလှုပ်ခတ်သွားအတော်ကြာပြီးတဲ့နောက်မှာတော့တာရဲတွင်းတွေကငကားဥအတွင်းမှာရှိတဲ့စွမ်းအားတွေဟာတဖြည်းဖြည်းပြန်လည်ငြိမ်သက်သွားပြီးပတ်ဝန်းကျင်ဟာလည်းတဖြည်းဖြည်းအေးချမ်းသွားခဲ့လင်ရွဲရောင်ကရှိမှရှိတဲ့ငကားဥကိုစိတ်လှုပ်ရှားစွာကြည့်လိုက်တယ်ဒီဥကစစ်မှန်တဲ့ငကားတကောင်ပေါက်ဖွာလာမယ်လို့ရာနှုန်းပြေမပြောနိုင်ပေမဲ့ငကားသွေးပါတာတော့အသေးချအားပဲဘာလို့လဲဆိုတော့ဥတလုံးနဲ့တင်ဒီလောက်ကြောက်စရာကောင်းတဲ့ဖိအားကိုထုတ်လွှတ်နိုင်လို့ပဲဒီဥတွေကဝိညာဉ်သားရဲရဲ့အဆင့်ဟာနတ်ဖျားသားရဲ့အဆင့်ထက်မနှိမ့်နိုင်ဘူး
အညံ့ဆုံးငကားမျိုးနွယ်ဆိုရင်တော့နတ်ဖျားသားရဲ့အစ်စ်မှရှိတာပဲတကယ်လို့သာစစ်မှန်တဲ့ငကားတစ်ကောင်ပေါက်လာရင်တော့ငါတကယ်ကံကောင်းတာပဲဒါဟာတကယ်ကိုအဖိုးတန်ရအဲ့ဒီလိုပြောပြီးလင်ရွက်ရောင်ဟာရှေ့ကိုတက်သွားပြီးငကားဦးနဲ့ပဋိညာဉ်စာချုပ်ချုပ်ဆိုဖို့ပြင်ဆင်လိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာထူးဆန်းတဲ့အပြောင်းအလဲတွေဖြစ်နေတယ်လို့ခံစားလိုက်ရတယ်တကယ်ကိုထူးဆန်းတဲ့ခံစားချက်ပဲငါဟာလူသားတစ်ယောက်ရဲ့ပဋိညာဉ်ပြုခြင်းကိုခံနေရတာလားစက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ပဋိညာဉ်အောင်မြင်သွားပြီးငကားဦးပေါ်မှာအလွန်တောက်ပတဲ့ရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာခဲ့တယ်ပဋိညာဉ်အောင်မြင်သွားပြီးအဲ့ဒီအချိန်မှာလင်ရွက်ရောင်ရဲ့လက်မောင်းပေါ်မှာအလင်းတော့ဒီတောက်ပနေတဲ့ငကားပုံစံအမှတ်အသားတစ်ခုပေါ်လာတယ်ငကားအမှတ်အသားပဲကြည့်ရတာဒါဟာတာမန်ငကားတစ်လုံးမဟုတ်ဘူးထင်တယ်ပဋိညာဉ်ပြီးဆုံးသွားတဲ့နောက်မှာလင်ရွက်ရောင်ဟာဒီငကားဦးရဲ့အချက်လက်တွေကိုစစ်ဆေးကြည့်ခြင်းပေမဲ့ဘာမှမတွေ့ရလို့အံ့ဩသွားခဲ့တယ်မပေါက်သေးလို့အချက်လက်တွေကိုကြည့်လို့မရတာဒါပေမဲ့သူမအများကြီးမစင်စားတော့ပဲငကားဦးကိုပွေ့ချပြီးတားရဲတွင်ရဲ့အထွက်ပေါက်စီကိုထွက်လာခဲ့တယ်အခုအရေးကြီးဆုံးကဒီဦးကိုပေါက်အောင်လုပ်ဖို့ပဲတစ်ချိန်တည်းမှာပဲငကားဦးတွေကကျွန်တော်လက်သေးပေါ်မှာလင်ရွက်ရောင်ရဲ့လက်မောင်းမှာရှိတဲ့အမှတ်အသားနဲ့တူညီတဲ့ငကားပုံစံအမှတ်အသားတစ်ခုပေါ်လာတယ်ဒါကဘာလဲကြည့်ရတာအမှတ်အသားတစ်ခုလိုပဲဒါဆိုပဋိညာဉ်ပြီးဆုံးသွားပြီလို့အတိတ်ပဲရတာလားကျွန်တော်တန်တရားနဲ့စနစ်မျက်နှာပြင်ကိုခေါ်လိုက်တယ်ပဋိညာဉ်အခြေအနေအောင်မြင်သည်ပဋိညာဉ်ပြုသူလင်ရွက်ရောင်ဆိုတာမိန်းကလေးလားဟာငါ့ကိုမိန်းကလေးတစ်ယောက်ကပဋိညာဉ်လုပ်လိုက်တာပဲနှမျောစရာပဲသူမဘလို့ပုံစံလဲဆိုတာမမြင်ရဘူးအသားကက်ချီအိတ်အမဲတွေဝတ်ထားတဲ့ကြောင်းရဲ့အလှပကလေးလေးဖြစ်နေမလားဟဲစက္ကန့်အနည်းငယ်လောက်စိတ်ကူးရင်ပြီးနောက်မှာတော့ကျွန်တော်ကိုယ့်ရဲ့အချက်လက်တွေကိုစစ်ဆေးကြည့်လိုက်တယ်ကျွန်တော်တကယ်ကိုမျှော်လင့်နေမိတဲ့အဆင့်20ရောက်မှဥကပေါက်မှလားရွက်ရောင်ရည်ငါမြင်မြန်ပေါက်နိုင်မလားဆိုတာနင့်အပေါ်မှာပဲမူတည်တယ်နော်တားရဲတွင်ပိတ်တော့မဲ့အချိန်မှာလူတိုင်းဟာစိတ်လှုပ်ရှားစွာနဲ့သူတို့ပဋိညာဉ်ချုပ်ထားတဲ့တားရဲတွေကိုခေါ်ပြီးကွင်းပြင်ကိုရောက်လာကြတယ်လူတိုင်းကကိုတားရဲအကြောင်းကိုကြွားလုံးထုတ်နေကြတယ်ဟာငါကအမွေးမာတဲ့မြေခွေးကိုပဋိညာဉ်ချုပ်နိုင်ခဲ့တယ်ငါမြေခွေးမှာမြေခွေးနဲ့ဖျားသွေးပါတယ်ကွာဟက်မြေခွေးကဘာဖြစ်လို့လဲငါရဲ့လေမုန်တိုင်းဝင်ပလွေမှာလေတက်နဲ့အမှောင်တက်ရှိတယ်ဝင်ပလွေဘရင်သွေးလဲပါတယ်လေနောက်ဆိုရင်စီးလို့တောင်ရအောင်လူတိုင်းကြွားနေကြတဲ့အချိန်မှာလီရွှမ်းကယုံကြည်မှုအပြည့်နဲ့ကြက်တကောင်ကို꿰ပြီးရှောက်လာတဲ့အဲ့ဒီကြက်ကလင်းရွက်ရောင်အရင်ကတွေ့ခဲ့တဲ့နှင်းဖိနစ်ပဲဖြစ်တဲ့ဆရာတွေကဒါကိုမြင်တော့မကြည်မနှက်နဲ့ပြောလိုက်တယ်လီရွှမ်းမင်းရဲ့ပါရမီက80တောင်ရှိတာကိုဘာလို့ကြက်တကောင်နဲ့ပဋိညာဉ်ချုပ်တာလဲပါရမီတွေနှမျောစရာကြီးအဲ့ဒီအချိန်မှာဘေးကလူတွေရဲ့ရန်လိုမှုကိုခံစားလိုက်ရတဲ့ကြက်ဟာမျက်လုံးတွေကိုဖွင့်ပြီးကောင်းကင်ကိုကြည့်ကအော်ဟစ်လိုက်တယ်အဲ့ဒီအတန်ဟာတိမ်တိုက်တွေကိုဖောက်ထွက်သွားပြီးကြောင်းတော်တစ်ခုလုံးကိုတုံခါသွားစေတယ်ဒါကိုမြင်တဲ့သူတွေအားလုံးမျက်လုံးအပြူသားနဲ့မယုံနိုင်အောင်ဖြစ်သွားကြတယ်ကျောင်းကဆရာတွေနဲ့ကျောင်းအုပ်ကြီးဟာအံ့ဩသွားပြီးနောက်မှာဝမ်းသာအားရဖြစ်သွားကြတယ်ဒါကဖီနစ်ငှက်ရဲ့အော်တန်ပဲမထင်မှတ်ပဲဒီချက်မှာဖီနစ်သွေးပါနေတာပဲအဲ့ဒီစကားကိုကြားတော့လူတိုင်းကအံ့ဩတုန်လှုပ်သွားပြီးသူတို့ရဲ့သားရဲတွေကိုကိုနောက်မှာပြန်ဖွက်ထားလိုက်ကြတယ်အခုမှသူတို့ရဲ့သားရဲတွေဟာဒီချက်ရှိမှဘာမှမဟုတ်မှန်သိလိုက်ကြရတယ်အတော်ကြာအံ့ဩပြီးတဲ့နောက်မှာတော့လူတိုင်းတစ်ခုခုကိုတတိယသွားပြီးသားရဲတွင်အဝင်ပေါက်စီကိုလှည့်ကြည့်လိုက်ကြတယ်လီရွှမ်းတောင်နတ်ဖျားသားရဲကိုရခဲ့ပြီးလင်းရွက်ရောင်ကရောကျောင်းရဲ့ပါရမီရှင်2ယောက်ထဲကတစ်ယောက်ဖြစ်တဲ့သူမကရောဘာရလန်ရွက်ရောင်ရဲ့ပါရမီတန်မိုးက69အထိမြင့်မားနေပါတယ်ဒါဟာနှစ်ပေါင်းတောင်းချီမှာတစ်ယောက်သာပေါ်ထွက်တတ်တဲ့ထူးကဲပါရမီရှင်မှာဒီလိုပါရမီရှင်မျိုးကဘလို့ဝိညာဉ်သားရဲနဲ့ဂတိကဝတ်ပြုမလဲဆိုတာလူတိုင်းကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်လူအားလုံးရဲ့မျှော်လင့်တကြီးကြည့်ရှုနေမှုတွေကြားမှာလန်ရွက်ရောင်ဟာတားရဲကြီးများကူတဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမူလကပြလွင်နေတဲ့ကောင်းကင်ရံဟာတဖြည်းဖြည်းမီးခိုးရောင်ရင်းရင်အဖြစ်ပြောင်းလဲသွားပါတယ်မြေကဘာနဲ့ကောင်းကင်ကြားမှာမိုးချင်းတန်တွေဟိမ့်ထွက်လာပြီးတိမ်မဲတွေအုပ်ဆိုင်လာကလျှက်စီးတိမ်တိုက်တွေဟာအလင်းမြန်စုဝေးလာပါတယ်တဖြည်းဖြည်းနဲ့အနက်ရောင်ငကားကြီးတစ်ကောင်ရဲ့ပုံသဏ္ဍာန်ပေါ်ထွက်လာပါတယ်လူတိုင်းကဒီထိတ်လန့်စရာကောင်းတဲ့ထူးခြားဖြစ်စဉ်ကိုမော့ကြည့်ရင်အသက်ရှူတန်တွေမြန်ဆန်လာကြပါတယ်သူတို့လက်ထဲကဝိညာဉ်သားရဲတွေတောင်ကြောက်ရွံ့တွန်းဆုတ်သွားကြပါတယ်ကျောင်းအုပ်ကြီးဝူလင်းကဒါကိုမြင်တော့အံ့အားသင့်သွားပြီးမျက်နှာကအလွန်တကြီးလေးနဲ့သွားကရင်ထဲမှာလည်းတုံ့လှုပ်သွားပါတယ်ဒါကကောင်းကင်နဲ့မြေကြီးရဲ့ထူးခြားဖြစ်စဉ်ပဲရွဲရောင်ကနတ်ဖျားအစင်သားရဲထက်တောင်ပိုဆွမ်းထက်တဲ့ဝိညာဉ်သားရဲနဲ့ဂတိကဝတ်ပြုလိုက်တာလားသူကတခုခုရုတ်တရက်တတိယသွားပြီးမျက်နှာထားကချက်ချင်းတည်ကြည်သွားပါတဲ့အဲ့ဒီလူတွေလည်းငြိမ်နေကြမှာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်အဲ့ဒီလူတွေကိုလန်ရွက်ရောင်ကိုခေါ်သွားခွင့်မပေးနိုင်ဘူးတစ်ချိန်တည်းမှာပဲအဓိကကျောင်းကြီးလေးခုရဲ့ကျောင်းအုပ်ကြီးတွေဟာဒီထူးခြားဖြစ်စဉ်ကိုမြင်ပြီးနောက်ကြိုရှောင်းကျောင်းတော့ပြိုင်ဆိုင်လာနေကြပါတယ်အဲ့ဒီအချိန်မှာတားရဲကြီးများကူရင်ပြင်ပေါ်ကထိတ်လန့်စရာထူးခြားဖြစ်စဉ်ဟာအတော်ကြာမှတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်လူတိုင်းကတားရဲကြီးများကူရဲ့အဝင်ဝါကိုတညီတညွတ်ထဲကြည့်လိုက်ကြပါတယ်လူတိုင်းရဲ့မျှော်လင့်တကြီးကြည့်နေတဲ့ကြားမှာလန်ရွက်ရောင်ဟာငကားဦးတစ်လုံးကိုပိုက်ပြီးဂူထဲကနေဖြည်းဖြည်းချင်းထွက်လာပါတယ်အဲ့ဒီအချိန်မှာသူကဘာတွေဖြစ်ပျက်ခဲ့မှန်းမသိသေးပါဘူးဒါပေမဲ့လန်ရွက်ရောင်ရဲ့လက်ထဲကဥကိုမြင်လိုက်ရတဲ့အခါလူတိုင်းအားအသင့်သွားကြပါတယ်အိုသူကဥတစ်လုံးနဲ့ဂတိကဝတ်ပြုခဲ့တာလားဘဟုတုတမြအားတဲ့ဝူလင်းတောင်အလွန်အံ့ဩသွားပြီးဒါကမဖြစ်နိုင်ဘူးလို့ရေရွတ်လိုက်ပါတယ်လူတိုင်းဝေခွဲမရဖြစ်နေတော့ကျောင်းသားတစ်ယောက်ကအော်ဟစ်လိုက်ပြီးတစ်ခုခုကိုရုတ်တရက်နားလဲသွားပါငါသိပြီးခုနကထူးခြားဖြစ်စဉ်ကလန်ရွက်ရောင်ကြောင့်မဟုတ်ပဲလီရွှွန်ရဲ့လက်ထဲကဝိညာဉ်သားရဲ့ကြောင့်ပဲဒါကြောင့်ကိုခုနကဖီနစ်ငှက်ရဲ့အော်ဟစ်တန်ကြောင့်ကောင်းကင်နဲ့မြေကြီးရဲ့ထူးခြားဖြစ်စဉ်ပေါ်ပေါက်လာတာပဲဆိုလိုတာကလီရွှွန်ဂတိကဝတ်ပြုလိုက်တာကဖိနစ်သွေးပါတဲ့နတ်ဖျားအဆင့်ဝိညာဉ်သားရဲ့ပေါ်ဒီလိုထူးခြားဖြစ်စဉ်ဖြစ်ပေါ်လာတာကတဘာဝပါပဲလူတိုင်းရဲ့ချီးမွမ်းတန်တွေနဲ့မနာလိုတဲ့အကြည့်တွေကြားမှာလီရွှွန်ကခေါင်းကိုဂုံယူစွာမောလိုက်ပါတယ်ပြီးနောက်သူကလန်ရွက်ရောင်ကိုရန်စားတဲ့အမူအရာလုပ်ပြလိုက်ပါတဲလန်ရွက်ရောင်မင်းကတေနေတဲ့ဥတလုံးနဲ့ဂတိကဝတ်ပြုခဲ့လိမ့်မယ်လို့ငါမထင်ထားဘူးဒီလိုပါရမီကောင်းတာကိုအလဟတဖြုံးတိပြလိုက်တာလန်ရွက်ရောင်လက်ထက်ကဝိညာဉ်သားရဲ့ကိုကြည့်ဝူလင်းကစိတ်ပြက်လက်ပြက်တက်ပြင်းချလိုက်ပါတယ်ရွက်ရောင်မင်းဂတိကဝတ်ပြုခဲ့တဲ့ဝိညာဉ်သားရဲ့ကဒါလာကူတဲကထွက်လာတဲ့လန်ရွက်ရောင်ကဘာတွေဖြစ်နေမှန်းမသိပဲခေါင်းညိပြလိုက်ပါတယ်ဟုတ်ပါတယ်ကျောင်းဦးကြီးဒါကကျွန်တော်ရဲ့ဝိညာဉ်သားရဲ့ပါဝူလင်းကခေါင်းညိလိုက်ပြီးစိတ်ထဲမှာတော့အားလျော့သွားပါတယ်ကောင်းပြီမင်းရဲ့ရွေးချယ်မှုကိုငါလေးစားပါတယ်ရေဘူးရအဖြစ်တော့ဂတိကဝတ်ပြုပြီးရင်ဝိညာဉ်သားရဲ့ကချက်ချင်းပေါက်ရတာပါဒါ
ဒါပေမဲ့အခုတော့မပေါက်သေးဘူးဒါဟာအစစ်နှိမ့်နဲ့အတုံးမကျတဲ့ဥတလုံးပဲဖြစ်ရမယ်ဒီစကားကိုကြားတော့လီရွှန်ကမအောက်နိုင်ပဲအကျယ်ကြီးရေမောလိုက်ပါတယ်ဟာလန်ရွက်ရောင်မင်းကဘလောက်စွမ်းထက်တဲ့ဝိညာဉ်သားရဲ့နဲ့ဂတိကဝတ်ပြုမလဲလို့ငါထင်နေတာတည်နေတဲ့ဥတလုံးပဲကိုအဲ့ဒီအချိန်မှာလီရွှန်ရဲ့နောက်ကចောင်းသားအချို့ကလည်းအထင်သေးစွာနဲ့ဝိုင်းပြောကြပါတယ်ဟုတ်တယ်ဂတိကဝတ်တောင်ပြီးသွားပြီအခုထိမပေါက်သေးဘူးဆိုတော့ဒါကတည်နေတဲ့ဥမဟုတ်လို့ဗာလဲလူတိုင်းရဲ့လှောင်ပြောင်းတန်တွေကိုကြားတော့လန်ရွက်ရောင်ကမျက်မှောင်ကျုပ်လိုက်ပါတယ်လီရွှန်ရဲ့လက်ထဲကရေခဲဖိနစ်ကိုကြည့်ပြီးသူကစိတ်ထဲမှာတက်ပြင်းချမိပါတယ်အရင်ဘဝတုန်းကလည်းဒီရေခဲဖိနစ်ကလီရွှန်ကိုပဲရွေးချယ်ခဲ့တာပါဒါပေမဲ့ဒီဘဝမှာတော့ငါကဖိနစ်ထက်ပိုကြောက်စရာကောင်းတဲ့ဝိညာဉ်သားရဲ့ကိုရှာတွေ့ထားဒါကိုတွေးမိပြီးလန်ရွက်ရောင်ကလှောင်ပြုံးကအေးအေးဆေးဆေးပြောလိုက်ပါတယ်နတ်ဖျားအဆင့်ဝိညာဉ်သားရဲ့နဲ့ဂတိကဝတ်ပြုတာကဘာမှထူးခြားတာမဟုတ်ပါဘူးဒီစကားကိုကြားတော့လီရွှန်ကဒေါသထွက်သွားပါတယ်အဲ့ဒီလိုဆိုရင်နောက်တစ်လနေရင်မင်းနဲ့ငါရှင်းပြိုင်ဖို့ရဲသလားရှုံးတဲ့သူကအကြောင်းကနေထွက်သွားရမယ်ကောင်းငါလက်ခံတဲ့လန်ရွက်ရောင်ကတီတီငိမ့်ငိမ့်ပြောလိုက်ပါတယ်လန်ရွက်ရောင်သဘောတူတာကိုမြင်တော့လီရွှန်ကဝမ်းသာအားရလက်ခုပ်တီးလိုက်ပါတယ်ကောင်းပြီဒါမင်းပြောတာငါကနတ်ဖျားအဆင့်ဖီနစ်နဲ့ဂတိကဝတ်ပြုထားတဲ့ပါရမီရှင်မင်းကတော့တည်နေတဲ့ဥတလုံးနဲ့ဂတိကဝတ်ပြုထားတဲ့အတုံးမကျတဲ့သူပဲနောက်တစ်လကောင်းပြီတကယ်ပါရမီရှင်ကဘယ်သူလဲဆိုတာအားလုံးသိအောင်ငါပြပေးမယ်အဆောင်ကိုပြန်ရောက်တဲ့အခါမှာတော့လင်းရွက်ရောင်ရဲ့တငယ်ချင်းဖြစ်သူစန်းရန်ကစိတ်ပြက်လက်ပြက်နဲ့ပြောလိုက်ပါတယ်နင်ကဘာလို့ဒီလောက်တုံးရတာလဲဘာလို့ဥတလုံးနဲ့ပြိညင်သွားလို့ရတာလဲအဲ့ဒါကအကောင်ပေါက်လာရင်တော့အစင်းနှိမ့်နဲ့အတုံးမကျတဲ့ဝိညာဉ်သားရဲ့တကောင်ပဲဖြစ်မှာလေဒါကိုလင်းရွက်ရောင်ကအပြုံးလေးတစ်ခုနဲ့ပဲတုတ်ပြန်ခဲ့ပါတယ်နောက်ရက်အနှဲငယ်ကြာရင်နင်တိလာမှာပါငါရဲ့ရွေးချယ်မှုကိုငါယုံကြည်တယ်အဲ့ဒီနောက်မှာတော့လင်းရွက်ရောင်ကငကားအကောင်ပေါက်ဆက်ထဲကိုအမြန်ထည့်လိုက်ပြီးအာဟာရတက်တချို့ကိုလည်းထည့်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့တားရဲ့ထိန်ချောင်းနဲ့ဆွမ်းအားကိုသုံးပြီးအကောင်ပေါက်ဖို့လှုပ်ဆောင်ခဲ့ပါတယ်တဖြည်းဖြည်းနဲ့ဥထဲကအပူချိန်ကမြင့်တက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာငကားဥထဲမှာရှိနေတဲ့ကျွန်တော်ကတော့နှွေးထွေးပြီးနူးညံ့တဲ့ပတ်ဝန်းကျင်တစ်ခုထဲမှာအထောက်ခံထားရတယ်လို့ခံစားနေရပါတယ်ဒီခံစားချက်ကတကယ်ကိုထူးဆန်းအံ့ဩဖို့ကောင်းတယ်ဒါပေမဲ့တစ်ခုခုတော့လွဲနေတယ်